နောက်တကားတွေ့ဖို့နှုတ်မဆက်ချင်နဲ့တဲ့တဲ့ဆွဲမိသူလေးရဲ့ကိုလိုလူစက်သမားရဲ့မို့တောင်းဝင်ပြီးလို့ပြန်ရတော့မယ်အမှန်ပြောပါရစေတန်ရောစင်မိန်ကလေးရဲ့ပြန်သွားတဲ့အခါရင်ထဲမှာလည်းမေးဖို့မလွယ်ဘူးကွယ်အချိန်တန်ရင်အိမ်ကိုပြန်ရမယ်သိပေမဲ့လည်းအော်မောင်ရင်နဲ့ဝဲမန်းစာကတွေ့တမှုရအနှွယ်လေးတွေ့မိခဲ့တယ်ခင်မျက်နှာမြင်ကြတဲ့ကနောက်တကားတွေ့ဖို့နှုတ်မဆက်ချင်နဲ့တဲ့တဲ့ဆွဲမိသူလေးရဲ့ကိုလိုလူစက်သမားရဲ့မို့တောင်းဝင်ပြီးလို့ပြန်ရတော့မယ်အမှန်ပြောပါရစေတန်ရောစင်မိန်ကလေးရဲ့ပြန်သွားတဲ့အခါရင်ထဲမှာလည်းမေးဖို့မလွယ်ဘူးကွယ်ပြောရမှာမနေသာပွဲခွာရမယ်တော်ရကမမျောရင်နဲ့တန်တမန်းစားလွန်နေသူမဲ့အမတ်တရားရှိတဲ့ကြောင့်တောင်းစုပြုလို့နှုတ်ဆက်ပါတယ်ဌာနေခရီးကိုပြန်တော့မယ်ချစ်ရဲ့နောက်တကားဆုံးလေးကြောင်းကိုစုကြွေတောင်းမယ်ရေဝမှာလဲလွန်မြေရည်လေးလေချိန်တန်ရင်အိမ်ကိုပြန်ရမယ်သိပေမဲ့လည်းအော်မောင်ရင်နဲ့ဝဲမန်းစာကတွေ့တမှုရအနှွယ်လေးတွေ့မိခဲ့တယ်ခင်မျက်နှာမြင်ကြတဲ့ကနောက်တကားတွေ့ဖို့နှုတ်မဆက်ချင်နဲ့